16ခုတော့အဲ့လိုမျိုးတနေ့ဂိမ်းမဲ့ဆော့နေတော့လေပတ်စံနေကိုယုံရှာပြီးတော့အဲ့လိုပွဲကြီးပြပြီးတော့ဆောင်းကြိုးစားနေတယ်အဲ့လိုမှ screenless တို့ဘာလို့လာတယ်မကြည့်လိုက်ရအောင်အခုအချိန်မှာမနေ့က EDC မှာ screenless ပတ်ကြည့်ရဒီရဲ့လူငယ်တွေအားလုံးအတွက်ပြပြနောက်ထပ်250 ACC နေနိုင်မှုအတွက်ငယ်ရွယ်တဲ့9နှစ်ကိုစတေးရမယ်လူငယ်တွေအားလုံးအတွက်ပြပြလူငယ်တွေအားလုံးအတွက်နော်နောက်ထပ်250 ACC နေနိုင်မှုအတွက်ငယ်ရွယ်တဲ့9နှစ်ကိုတော့ရစ်စတေးရမယ်ဒါပေမဲ့ပြောမှာပေါ့နော်သိတယ်မလားဟာဟို KFC ရမယ်ကြီးအသက်6Player standing. You disappoint me. Spike planted. Hello, မင်္ဂလာပါကျွန်တော်ဒီနေ့ရိုက်လိုက်ရတဲ့ဗီဒီယိုအကြောင်းရင်းလေးကတော့ကျွန်တော်ဖြစ်ချင်တဲ့အိမ်မက်တစ်ခုကျွန်တော်ကောင်းတဲ့ပုံမှာဖြစ်ပါတယ်အဲဒါကဘာလဲဆိုတော့ကျွန်တော်vlogger လုပ်တာမှာဖြစ်ပါတယ်ကျွန်တော်မှာဝါသနာတစ်ခုရှိရယ်အရင်တော့အများကြီးပေါ့ဖြစ်ချင်တယ်လို့ကျွန်တော်ဆရာဝန်ကြီး engineer လေးကျွန်တော်မဖြစ်ချင်တော့ငယ်ငယ်ကနေပြီးတော့maybe ကောင်းတဲ့ပေါ်ခဲ့တယ်ပေါ့ဗျာကျွန်တော်အဲ့ချိန်မှာဟိုဘာမှလည်းတိတ်မသိသေးတဲ့အရွယ်ဆိုတော့ဘာမှထွေထူးတော့မလုပ်တတ်ဘူးကျွန်တော်ဖုန်းနဲ့ပဲ game တွေပိုင်းလိုက်လို့ဖြစ်တယ်ကိုရှိုင်းလေးပြောသလိုကျွန်တော်250 ACC နေနိုင်မှုအတွက်ကျွန်တော်ရဲ့အသက်9နှစ်ကိုကျွန်တော်စတီးရမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတွေအားလုံးကိုကျွန်တော်တွန်းနေကြတဲ့အတိုင်းပဲဒီထက်ပိုကောင်းအောင်ကျွန်တော်လုပ်ဖို့စီစဉ်ရှိပါတယ်ပို့ပြီးတော့လည်း quality မီတဲ့ဗီဒီယိုတွေရိုက်ဖို့လည်းရှိပါတယ်ဒါကြောင့်မို့လဲကျွန်တော်ဆက်လက်အားပေးဖို့ပြောချင်ပါတယ်